Hello မင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်ရဲ့ bro လေသာခုံလေးကိုကျွန်တော်လေသာပေါ်လစ်တိုင်မှာပေါ့ကျွန်တော်ဒီ bro ထိုင်ခုံကိုဝယ်ထားတာအခု3တာပေါ့တွက်မယ်ဆိုရင်ကျွန်တော်တစ်နှစ်လောက်တော့ရှိတော့မယ်တစ်နှစ်တော့ရှိတော့မှာဗျအဲ့ဒါကြောင့်မို့ကျွန်တော်ဒီနေ့တော့ကျွန်တော်ဒီလေသာလေးကိုပေါ်လစ်ပြန်ပြီးတော့တင်မှာပေါ့ဒါကတော့ကျွန်တော်တို့ဒီလေသာခုံကိုတိုက်မဲ့စီပါဒါ broke ကထုတ်ထားတာပါဒါ profile လို့ခေါ်ပါတယ်ဒီကောင်ကကျွန်တော်တို့ခုံဝင်နေကျွန်တော်တို့အဲဘူးထဲမှာပါတယ်အထုပ်လေးပေါ့လေတေးသေးလေးဒီလောက်တော့မကြည့်ဘူးဟိုခေါင်းချော်ရီထုတ်တာတော့သေးသေးတယ်သူထည့်ပေးထားတယ်အဲ့ကောင်လေးပါတယ်ကျွန်တော်တို့ဝယ်ပြီးတော့ကျွန်တော်တို့ဟိုဒီခုံအသုံးမပြုတ်ခင်မှာကျွန်တော်တို့ကဒီစီကိုကျွန်တော်တို့တုတ်နေရတာဗျအဲ့တော့တုတ်လေးမှုတွေထည့်ပေးထားတာဖြစ်ပါတယ်ဒါကတော့စီရအောင်ပါအဝါရအောင်ပါကျွန်တော်နောက်ပြီးလူကဒီလိုတုတ်လိမ့်မဲ့ brush တစ်ခုပါကျွန်တော်စီကို brush ထိတ်မှတုတ်ပြီးတော့ပုတ်လိုက်ရုံပါပဲဒီနေရာမှာကျွန်တော်သဘုတ်တန်သုံးတာအဆင်မပြေပါဘူးเนาะမကောင်းပါဘူးသဘုတ်တန်ဘလို့မှအဆင်မပြေတဲ့အရာပါကျွန်တော် brush နဲ့ပဲပုတ်တာအကောင်းပါတယ် brush ဆိုတာဒီလိုစုပ်တန်ကိုပြောတာပါဒီစုပ်တန်လေးနဲ့ပုတ်တာအကောင်းဆုံးပါပဲဒါကျွန်တော်တို့အပေါ်ဘက်ကိုပုတ်တာပေါ့ကျွန်တော်တို့အပေါ်ဘက်ကိုစီတုပ်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီထိုင်ကုန်အောက်ဘက်ကိုလည်းတုပ်ဖို့လိုပါတယ်เนาะဒီအတွင်းဘက်ကိုအတွင်းဘက်ကိုကျွန်တော်နေရာဆုံးနှံ့သွားအောင်စီလေးကျွန်တော်တို့တုပ်ပေးရပါတယ်အကုန်လုံးပေါ့လေအောက်ဘက်အချမ်းလေးကိုလည်းစီအကုန်လုံးနှံ့အောင်ကျွေးရပါတယ်စီတွေတုပ်လို့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ခဏလောက်တော့အချောက်ခံထားရပါတယ်ကျွန်တော်ကတော့မိနစ်20လောက်ထားလိုက်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ကဒီအဝတ်နဲ့တုပ်အောင်ပါဒီနေရာမှာတော့ကျွန်တော်တို့က microfiber အဝတ်သုံးလို့ရပါတယ်အပြော့ပေါ့အဝတ်အပြော့ပေါ့ကျွန်တော်ကတော့မျက်မှန်တုပ်တဲ့အဝတ်နဲ့ကျွန်တော်ပြန်တုပ်တာပေါ့ခါကတော့ကျွန်တော်တိုက်ပြီးသွားတဲ့အနေထားပါအကြောင်းကတော့တဝင်းဝင်းဖြစ်သွားတာပေါ့ဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်နာမည်ကညံကြီးဖြစ်ပါတယ်